အားလုံးပဲမင်္ဂလာပါဒီလိုက် follow channel ကိုကြည့်ရှုအားပေးနေတဲ့တူဒီဝါသနာရှင်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာ23ရက်2လပိုင်း2026တူဒီဝါသနာရှင်များအတွက်တပတ်စာကျွန်တော်တို့မွေးအခွေနဲ့ကျွန်တော်တို့ break one chain အပြီးပေါက် site တွေကိုကျွန်တော်ဒီ video file မှာတွက်ပြပေးမှာဖြစ်ပါတယ်ဗောနော်ခုဆက်လက်ပြီးတော့ကျွန်တော်ဒီမှာတင်ပြပေးမှာကတော့ကျွန်တော် site 3 site နဲ့ကျွန်တော်တွက်ပြပေးမှာဖြစ်ပါတယ်ဗောနော်အခုကျွန်တော်ဒီမှာအစိမ်းရောင်လေးနဲ့ခြေထားတယ်ကျွန်တော်တို့ဒါကတော့3မင်ကို break ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ3မင်တွက်နေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများနော်အဲ့တော့ကျွန်တော်ဒီ3လုံးပေါင်းချင်းဒီကျွန်တော်တို့ကဘာရလဲဆိုတော့ဟာဒီမှာ3ညရပါတယ်3ညရဲ့2ရဲ့8ရဲ့ဆိုရင်ကနန်း3လုံးပေါင်းချင်းဒီ3ညပါပါ9 3ည5 break ဖြစ်ပါတယ်သူရဲ့အောက်ကဘာထွက်လဲဆိုတော့3ည5ဆိုပြီးကျွန်တော်တို့ထွက်ခဲ့တယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒါ break site ကိုအရင်ဆုံးဒီ site နဲ့ကျွန်တော်ချပြပေးတာဖြစ်ပါတယ်အားလုံးပဲဒီ live follow channel ကိုကြည့်ရှုအားပေးနေတဲ့တူဒီဝါနာရှင်ညီကောင်မတွေအတွက်เนาะ23ရက်2လပိုင်းကျွန်တော်တို့2026ခုကျွန်တော်တင်းလာနေရမှစပြီးတော့ကျွန်တော်ဒီစနစ်လေးတစ်ခုကိုကျွန်တော်ရဲ့မိတ်ဆွေများကိုကျွန်တော်မျှဝေပေးခြင်းပဲဖြစ်ပါတယ်ကြည့်ရှုသူမိတ်ဆွေတူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်เนาะအဲ့တော့ break site လေးနဲ့အတူကျွန်တော်ပထမဦးစွာချပြပေးတဲ့အနေအထားလေးတစ်ခုပါပဲခင်ဗျာเนาะအဲ့တော့ဒီ video file ကတော့အနည်းငယ်ရှေ့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ video file လေးကိုကျွန်တော်ရဲ့မိတ်ဆွေများပြီးဆုံးအောင်ကြည့်ရှုစေချင်ပါတယ်မိုး site တွေကမိတ်ဆွေတို့အတွက်တံပိုးထားတတ်မယ်ဆိုလို့ရှိရင်တံပိုးအရန်ရှိတဲ့ site လေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကြည့်ရှုသူမိတ်ဆွေများအားလုံးကိုကျွန်တော်တွက်နည်းကိုကြည့်တယ်ဆိုရင်မိတ်ဆွေတို့အတွက်ကိုကျွန်တော်ညီတို့မြင်မြအပင်မှန်းခံစူးစမ်းပေးနေလဲဆိုတာကိုကျွန်တော်မိတ်ဆွေများကောင်းကောင်းနားလည်သဘောပေါက်မှာဖြစ်ပါတယ်အဲ့တော့ရှေ့ကိုကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်အကောင်းဆုံးနဲ့ပြန်လာလိုက်မယ်ဆိုတာကျွန်တော်မိတ်ဆွေများယုံကြည်ထားပေးပါလို့ပြောချင်ပါတယ်ကျွန်တော်အကောင်းဆုံးအကောင်းဆုံးဖြစ်နိုင်အောင်ကျွန်တော်အစွမ်းကုန်စူးစမ်းပေးနေပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများဒုတိယ site အတွက်ပေါ့နော်သုံးလုံးပေါင်းချင်းဒီကျွန်တော်တို့အားရမလဲဆိုတော့8ပါ3ဆို83 break ဖြစ်တယ်ပေါ့နော်83 break ကိုကျွန်တော်တို့ကသူ့ရဲ့အောက်မှာကျွန်တော်26လို့ကျွန်တော်တို့ထပ်သွားပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ3ညရဲ့9ရဲ့ဆိုပြီးတော့ကျွန်တော်တို့1ရဲ့ပေါ့နော်သုံးလုံးပေါင်းချင်းဒီ6ပါဝါကျွန်တော်တို့1ဖြစ်ပါတယ်16 break ဆိုပြီးတော့ကျွန်တော်တို့လာမဲ့နော်23ရက်နေ့ကစပြီးတော့16 break ကိုကျွန်တော်မိတ်ဆွေများနော်ဒါ23ရက်နေ့ကစပြီးတော့16 break ကိုကျွန်တော်တို့ဒါအငယ်ကန်ဟူးမကြော်တော့ကျွန်တော်မှတ်ချက်ပေးချင်ပါတယ်ပေါ့နော်ဘော်ဒဟူးမကြော်တော့ဒီနာနေ့ကစပြီးတော့မနေ့ပိုင်းကစပြီးတော့ကျွန်တော်တို့ဒီဆင်းလာနိုင်တဲ့အနေအထားတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာကျွန်တော်ရဲ့မိတ်ဆွေများကိုနောက်ထပ် one chain လေးအနေနဲ့တင်အောင်ထပ်ပြီးတော့ရှင်းပြပါအောင်ပါခင်ဗျ။ one chain ကတော့ကျွန်တော်တို့ဘယ်လိုလဲဆိုတော့အခုဒီမှာကျွန်တော်အပြာရောင်လေးနဲ့ကျွန်တော်နော်မနက်ပိုင်းကျွန်တော်တို့နောက်ပိတ်နဲ့ညနေပိုင်းနောက်ပိတ်ပေါင်းချင်း3ညပါပါ9 3ည5အချိန်ဖြစ်တယ်။နော်3ည5အချိန်ကကျွန်တော်တို့ဒီမှာ3ည5လို့ပြီးဆင်းပါတယ်။3ည5 break နဲ့နော်။အဲ့တော့ထပ်ပြီးတော့ကြည့်အောင်ကျွန်တော်တို့8ပေါင်းတော့6ဖြစ်ပါတယ်။6ပါဝါက1ဖြစ်ပါတယ်။16 one chain နဲ့ကျွန်တော်တို့38 break ဖြစ်တယ်နော်16 one chain နဲ့38 break ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်တို့ထွက်တာက26ဆိုတော့10 break နဲ့ထွက်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများဒီမှာလဲ3ညရဲ့6ရဲ့ပေါင်းတော့6ဖြစ်ပါတယ်6ပါဝါ1 61အချိန်ဖြစ်ပါတယ်ပေါ့နော်61အချိန်ကိုကျွန်တော်တို့က61 break နဲ့ကျွန်တော်တို့ပြီးရမှာဖြစ်တဲ့အတွက်61အချိန်ကို61 break နဲ့ပြီးရမှာဖြစ်တယ်ပေါ့ခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေများကိုမိမိတာမှတာလင် break ကိုဝမ်းကျအောင်ရရှိပြီဆိုတော့မိမိမှတာတင်မိမိဒါစဉ်းစားဆုံးဖြတ်လို့ရအောင်ပေါ့နော်ဒီစနစ်လေးတစ်ခုကိုကျွန်တော်မျှဝေပေးချင်ပါတယ်အဲ့တော့ဒါလေးပဲလားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်နောက်ထပ်ဒီဘက်မှာနှစ်ပင်ကူး site နဲ့ထပ်မှတ်ပြီးတော့ကျွန်တော်တွက်ပြပေးပါအောင်ပါခင်ဗျပေါ့နော်အဲ့တော့ဒီဗီဒီယိုဖိုင်မှာတော့ကျွန်တော်မိတ်ဆွေဒီအတွက်ကိုထောက်ကိုအများကြီးဖြစ်စေမယ်လို့လည်းကျွန်တော်ယုံကြည်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘက်နှစ်ပင်ကူး site လေးကိုထပ်မှန်ပြီးတော့ကျွန်တော်တို့
တွေ့ကြည့်အောင်ကျွန်တော်တို့ဘာတွေဆက်ပြီးတော့ပေးမလဲဆိုတာလေးပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေကကျွန်တော်ကိုနော်အမှန်တကယ်ချစ်မြတ်နိုးတယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကိုမိတ်ဆွေအစ်တွေကပေါ့နော် channel ကို subscribe မလုပ်ရသေးဘူးဆိုရင် channel ကို subscribe မှာလေးနှိပ်ထားပေါ့နော်ခေါင်းလုံးလေးပါတစ်ချက်နှိပ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော် like ပဲလွတ်လင့်ပို့ပဲတင်ဘာပဲတင်ရတော့ပေါ့နော်မိတ်ဆွေတို့ရှိကိုချိန်နဲ့တွေညီရရှိရမှာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့မိတ်ဆွေတို့ဦးတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့နှစ်ပင်ကူး site လေးကိုထပ်မှန်ပြီးတော့ကျွန်တော်တို့ကြည့်အောင်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပေါ့နော်ယခုဒီမှာကျွန်တော်ထပ်မှန်ပြီးတော့ပြသပေးချင်တာကတော့နောက်ထပ်ဗရိတ်တစ်ခုကိုထပ်ပြီးတော့ရှင်းပြပေးချင်ပါသေးတယ်ပေါ့နော်အဲ့တော့သုံးပင်ကူးနဲ့နှစ်ပင်ကူး site မှာကျွန်တော်တို့ဗရိတ်တွေကတူညီမှုရှိလားနော်ဘယ်လိုပုံစံလေးနဲ့ထွက်ရှိလာမလဲဆိုတာလေးကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ကြည့်အောင်1ရယ်5ရယ်အဲ့ဒီက9ရယ်ကဏ္ဍ3လုံးပေါင်းချင်းတည်ကျွန်တော်တို့ကပါရမလဲကျွန်တော်တို့9ဆိုပြီးတော့ရပါတယ်ခင်ဗျနော်15 5ပေါ့နော်အဲ့ဒီ9ကိုကျွန်တော်တို့ကပါဝါပြန်ယူมาဖြစ်တဲ့အတွက်9ပါဝါ3ညဖြစ်ပါတယ်9ပါဝါ3ညဆိုတော့ကျွန်တော်တို့က3ည5 break ဖြစ်တယ်ပေါ့နော်3ည5 break ဆိုတော့ကျွန်တော်တို့ဒီမှာလဲကျွန်တော်တို့3လုံးပေါင်းချင်းဒီ1ပါဝါဒီ6ဖြစ်ပါတယ်ဒီ6 break ဖြစ်ပါတယ်60လို့စဉ်းစားပါတယ်3ည5 break မှာ28လို့စဉ်းစားပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ9 3ည6ဆိုတဲ့3လုံးပေါင်းချင်းဒီကျွန်တော်တို့ပါရမလဲတိလို့ရပါတယ်1ပါဝါဒီ6ဖြစ်ပါတယ်16 break ပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီဘက်မှာလဲကျွန်တော်တို့က6 break ပဲဖြစ်ပါတယ်ဒီဘက်မှာလဲ16 break ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေများအကြိုက်တွေ့မယ်လို့မျှော်လင့်ထားပါတယ်နော်အဲ့တော့အရန်ကောင်းတဲ့မူလေးတွေစနစ်လေးတွေဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေညီကောင်တို့တွေအားလုံးအတွက်ကိုနော်ဒါအထောက်အကူတစ်ခုတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားပါတယ်နော်အကောင်းဆုံးလဲစူးစမ်းပြီးတော့တွက်ပြထားပြီးတာဖြစ်တဲ့အတွက်မိတ်ဆွေများအတွက်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ကြည့်အောင်ဒီဟာကတော့ကျွန်တော်တို့တစ်လုံးချင်းလေးပေါ့နော်လုံးပိုင်းဆိုင်လေးပဲဖြစ်ပါတယ်သုံးလုံးပေါင်းချင်းဒီ8က8အပိတ်နော်သူကဒီလုံးချင်းလေးကသူကနေရာနဲ့ကိုပေးလာတာဖြစ်တယ်အဲ့တော့ဒီမှာလဲသုံးလုံးပေါင်းချင်းဒီ8ဆိုပြီးတော့ပေးတယ်သုံးလုံးပေါင်းချင်း3ညအပိတ်ဆိုပြီးတော့ထပ်ပေးပါတယ်ဒါဆိုရင်ဒီမှာထပ်ပြီးတော့ကျွန်တော်တို့ကြည့်အောင်ပေါ့နော်6ရယ်5ရယ်3ညရယ်3လုံးပေါင်းချင်းဒီကျွန်တော်တို့ဘာရမလဲ3လုံးပေါင်းချင်းဒီ8 3လုံးပေါင်းချင်း3ည3လုံးပေါင်းချင်းဒီကျွန်တော်တို့က1ဆိုပြီးကျွန်တော်တို့ရရှိပါတယ်ဒါဆိုရင်1လုံးပိုင်းပဲဖြစ်ပါတယ်ခင်ဗျနော်1လုံးပိုင်းဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ1လုံးပိုင်းနော်1လုံးပိုင်းဆိုတော့ကျွန်တော်တို့ကဒီ1ကအရန်နဲ့ကိုအားကောင်းတဲ့တွက်နည်းခွန်လေးပဲဖြစ်ပါတယ်ခင်ဗျနော်ဒီ1ကလုံးဝတော်တော်လေးကိုအားကောင်းတဲ့စနစ်လေးတစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ပြီတဲ့ဒါဆိုရင်ကျွန်တော်တို့ဆက်ကြည့်အောင်ပေါ့နော်ဆက်ကြည့်အောင်တော့ဆက်ကြည့်အောင်တဲ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ကဘယ်လိုထပ်ပြီးတော့ရှင်းပြပေးခြင်းလဲဆိုတော့เนาะနောက်ထပ်အယောင်ကွဲလေးနဲ့ကျွန်တော်ထပ်ပြီးတော့ one chain တစ်ခုကိုပဲထပ်ပြမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီတနင်္လာအင်္ဂါပေါ့เนาะကျွန်တော်ဒီဘော်ရဟုဒီ3ရက်အတွင်းမှာပေါ့เนาะဖြစ်နိုင်ဆုံးဖြစ်နိုင်မဲ့ကျွန်တော်တို့ဒါ site လေးတွေကိုရွေးချယ်ထားပြီးတာဖြစ်တယ်အဲ့တော့ break ကကျွန်တော်တို့16 break ဖြစ်တယ်လုံးပိုင်းကကျွန်တော်တို့တစ်လုံးပိုင်းနဲ့ဆိုတော့เนาะကျွန်တော်တို့ break 6နဲ့ဆိုရင်51ရပါမယ်เนาะ break 6ဆိုလို့ရှိရင်51ပြီးတော့ break 1ဆိုလို့ရှိရင်ကျွန်တော်တို့3ည1เนาะ break 6ဆိုရင်51 break 1ဆိုလို့ရှိရင်3ည1တစ်လုံးပိုင်းနဲ့ကျွန်တော်တို့ကဏ္ဍထုတ်တာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ထပ်မှန်ပြီးတော့ကျွန်တော်ကြည့်အောင်ပေါ့နော်ဒီတစ်လုံးပိုင်းနဲ့ဆိုရင်3ည1ကျွန်တော်မှင်နေရမထွက်တော့ဗျာနော်လောလောရတယ်လေကျွန်တော်မိတ်ဆွေများအဲ့တော့
ကျွန်တော်ရဲ့တွက်နီတွေကကျွန်တော်မိတ်ဆွေတွေကိုဒီနေရာမှာတတိပေးကျင်တာတခုရှိပါတယ်ပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်အနေထားမှာတခုတော့မှကျွန်တော်မိတ်ဆွေတွေပေါ့နော်ဒါကျွန်တော်တို့အကောင်းဆုံးစူးစမ်းပြီးတော့အကောင်းဆုံးလဲကျွန်တော်နောက်ဆုံးနေ့ညနေခင်းမှာတော့မှเนาะကျွန်တော်တို့အကောင်းဆုံးတုပ်ပေးနိုင်ခဲ့တယ်ပေါ့နော်16ဆိုတော့လေကျွန်တော်မိတ်ဆွေများသိတဲ့အတိုင်းပဲပေါ့နော်အဲ့တော့တက်ရွာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာလဲကျွန်တော်ကြည့်အောင်ပေါ့နော်ဒါက1 chain တစ် site ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ1 chain တစ် site ကကျွန်တော်တို့ဘယ်လိုလဲဆိုတော့ခွန်ရဲ့1ရဲ့နော်ခွန်ရဲ့1ရဲ့9ရဲ့ဆိုပြီးကဏ္ဍ3လုံးပေါင်းလိုက်တော့ခွန်ဖြစ်ပါတယ်နော်ဒီ3လုံးပေါင်းခြင်းဖြစ်ပါတယ်3လုံးပေါင်းခြင်းဒီခွန်ဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့နော်ခွန်ပါဝါဒီ2ဖြစ်ပါတယ်တဲ့နော်3လုံးပေါင်းခြင်းဒီခွန်ပါဝါ2ဒါဆိုလို့ရှိရင်ကျွန်တော်တို့က8တလုံးပိုင်းနဲ့2 8လို့ပြီးကြနော်ဒီမှာကျွန်တော်တို့3လုံးပေါင်းခြင်းဒီကျွန်တော်တို့5ပါဝါ3ည5ပါဝါ3ည5ပါဝါ3ညဆိုတော့6ပရိတ်နဲ့6ပရိတ်နဲ့ကျွန်တော်တို့3ညတစ်လုံးပိုင်းနဲ့ဆိုတော့ကျွန်တော်တို့60ဆိုပြီးတော့ထွက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ6ပရိတ်နဲ့ကျွန်တော်တို့9နဲ့1 chain နဲ့6ပရိတ်နဲ့9နဲ့1 chain နဲ့ဆိုတော့ကျွန်တော်တို့ဘာထွက်လဲနော်ဘာထွက်မလဲပေါ့ဗျာပြီးမှကျွန်တော်ခဏလေးတွဲပေးအောင်မယ်နော်နောက်ထပ်ကျွန်တော်တို့ဒီမှာလုံးချင်းကိုကျွန်တော်ထပ်ပြီးတော့လုံးချင်းကိုထပ်ပြီးတော့ကျွန်တော်တို့ဒီမှာဒီခွန်8တလုံးပိုင်းနဲ့ခွန်2နဲ့3ညတလုံးပိုင်းနဲ့ဟာဒီကကျွန်တော်တို့ကဟာဒီမှာ3ည5 1 chain ကျွန်တော်ရရှိမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဆိုတော့ကျွန်တော်တို့ဒီမှာ3ည5 1 chain နဲ့ကျွန်တော်တို့ဒီမှာလည်း3ည5 1 chain ဖြစ်တယ်နော်16 break ဆိုတော့ကျွန်တော်မိတ်ဆွေများနော်3ည5 1 chain ကိုကျွန်တော်3ည5 1 chain က2 side နော် break က16 break နော်အဲ့တော့ break ဒီ1 chain အပီးခွေဖြစ်ကောင်းဖြစ်နိုင်တယ်1 chain က1 chain ပေးပြီးတော့ကျွန်တော် break နဲ့တွဲထုတ်1 chain နဲ့ကျွန်တော်တို့တွဲပြီးတော့အပီးပေါက်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာကျတော့ကျွန်တော်တို့မတူဘူးပေါ့နော်38အချိန်ရှိမယ်9အချိန်ရှိမယ်ပေါ့နော်3အချိန်နဲ့9အချိန်နဲ့အခွေပြန်ခွေမယ်ပေါ့နော်ပြန်ပြီးတော့ကျွန်တော်တို့ပေးစားမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့88တို့ရှိမယ်39တို့ရှိမယ်28တို့ရှိမယ်နော်ပြီးတော့32တို့ရှိမယ်ပေါ့နော်ပြီးလို့ရှိရင်38ခုနှစ်ဆိုပြီးတော့ကျွန်တော်တို့ဒါကဏ္ဍပြန်ထုတ်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထပ်ပြီးတော့ကျွန်တော်တို့ကြည့်အောင်ပေါ့နော်ဒါဒီသုံးလုံးနဲ့ဒီသုံးလုံးပေါင်းချင်းဒီ2ပါဝါခွန်8တလုံးပိုင်းနဲ့အပီးတဲ့နော်ဒါသူပြီးနေတဲ့မနက်ပိုင်းစနစ်တစ်ခုပေါ့နော်ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ8ရဲ့2ရဲ့6ရဲ့ဆိုပြီးသုံးလုံးပေါင်းချင်းဒီ6ပါဝါ1နော်6နဲ့6အချိန်နဲ့3ညတလုံးပိုင်းနဲ့ကျွန်တော်တို့ဟာဒီမှာ60ဆိုပြီးတော့ထွက်နော်အဲ့တော့16 break နဲ့ရှင်းလားကျွန်တော်မိတ်ဆွေများနော်ဒီမှာဒီ9 3ည break ကနော်ဒါမဲ့ကြော်ကြည့်တဲ့မိတ်ဆွေတွေကတော့ကျွန်တော်တို့ဒါဒီ20ရဲ့ကျွန်တော်တို့နော်20ရဲ့အနှစ်သာရကိုကျွန်တော်တို့သိရှိမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းဒီချက်မှာအားနဲ့ချက်အားသာချက်လေးတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်မိတ်ဆွေများကလည်းကျွန်တော်တို့အားနဲ့ချက်အားသာချက်လေးတွေကိုဝေဖန်အကြံပြုလို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကျတော့တစ်တလုံးပိုင်းနဲ့သုံးလုံးပေါင်းချင်းဒီ6ရဲ့3ညရဲ့3ညရဲ့ပေါင်းတော့6နော်သုံးလုံးပေါင်းချင်း6ပါဝါ1နော်တစ်တလုံးပိုင်းနဲ့16နဲ့အပီးဆိုရင်ကျွန်တော်တို့ကဘာရမလဲဆိုတော့တစ်ဘူးဖြစ်မယ်ပေါ့နော်ဘယ်လို6ဘူးထည့်ခြင်းလဲဆိုလဲထည့်ပေါ့ကျွန်တော်တော့ဒါဒီမှာပဲအလွယ်ပဲထည့်ပေးလိုက်ကြမှာနော်အဲ့တော့ဒီတစ်ပတ်မှာလည်းအပူးတွေပါသွားဒီတတိထားပါနော်အပူးတွေ
ပါဝါတွေစောဆုံးဆင်းလာနိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်ထားတယ်ပေါ့နော်။ဘာဖြစ်လို့လဲကျွန်တော် power to power ကြပြီးတိုင်းเนาะ calendar မှာပြန်စစ်ကြည့်ပါ power to power ကြမနေ့ power ညနေ power ကြပြီးတိုင်းကျွန်တော်တို့နောက်တစ်ပတ်မှာเนาะဘလို့ပဲဖြစ်ကျွန်တော်တို့ power ကတော့ငရေကန်တစ်ချိန်ပြန်ဝင်ပေးနိုင်မှာပေါ့เนาะတစ်ချိန်နှစ်ချိန်ပြန်ဆင်းနိုင်တယ်เนาะအပူတွေတတိထားပါအစောဆုံးမနေ့ပိုင်းနေဖြစ်လာနိုင်တယ်ပေါ့เนาะအဲ့တော့မနေ့ပိုင်းအပူတွေဖြစ်လာပြီးဆိုတာနဲ့เนาะကျွန်တော်တို့ဒါနော်အပူတွေပြန်ဆင်းနိုင်တယ်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်တို့ညနေပိုင်းမှာအပူပိတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတစ်ပတ်မှာတတိနဲ့ပဲကျွန်တော်တို့ဆက်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီမှာဝမ်ကြီးအနေနဲ့တွဲကိုက်ပြီးတော့ကျွန်တော်ပေါ့နော်ပရိတ်တွေနဲ့ချုပ်ထားပြီးတော့အကွက်တော့နည်းနည်းများတယ်ခင်ဗျနော်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီထဲကအဆင်ပြေသလိုဉာဏ်ရှိသလိုနော်ကိုတိုက်နှစ်သက်သလိုရွေးချယ်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ဒါစနစ်တစ်ခုကိုကျွန်တော်ကချပြတာဖြစ်ပါတယ်เนาะဒီလိုဖြစ်လာနိုင်တယ်เนาะကွာကောင်းမှုဘယ်ဟာမှအတက်တိတာမရှိပါဘူးပေါ့เนาะကျွန်တော်တို့ဒီဖြစ်နိုင်ဆုံးစနစ်လေးတွေပဲကျွန်တော်တို့ကဒါချပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာနောက်ထပ်ပေါ့เนาะကျွန်တော်မိတ်ဆွေတွေဒါကတော့မိုးရမဲ့အခွေတစ်ဆိုင်ကိုเนาะမိုးအခွေတစ်ဆိုင်ကိုကျွန်တော်ထပ်ထုတ်ပြီးပါမယ်ဒီအခွေကဘယ်လိုပုံတစ်ပတ်စာအခွေပဲဖြစ်တယ်ပေါ့เนาะဒါပေမဲ့လည်းကျွန်တော်တို့အစောဆုံးဟိုးမကျော်ဆင်းလာနေတာဆိုတာကျွန်တော်တို့ဘယ်နှချိန်ရှိသွားပြီလဲဆိုတော့ကျွန်တော်တို့၄ချိန်တိုင်မှန်လာခဲ့ပြီဖြစ်ပါတယ်ပေါ့နော်ဒါ၄ချိန်တိုင်မှန်လာခဲ့ပြီဖြစ်တယ်သူရဲ့ချိန်ရင်းနဲ့ဆိုရင်ကျွန်တော်တို့ပြီးလာတဲ့အပတ်ရင်းနဲ့ဆိုလို့ရှိရင်နော်ကျွန်တော်တို့၃ဘတ်မြောက်ပန်းပြီးတောက်လျှောက်ပေးလာဖြစ်ပါတယ်ပေါ့နော်ဒီစနစ်လေးကအဲ့တော့ကျွန်တော်တို့ဒီမှာအဲ့စနစ်လေးအတိုင်းပေါ့နော်ဒါ၃ဘတ်မြောက်ကျွန်တော်တို့တနင်္လာနေ့ကစပြီးပေးလာတဲ့စနစ်လေးတစ်ခုရှိတယ်ပေါ့နော်အဲ့စနစ်လေးကိုကျွန်တော်ဒီမှာအပြီးခွေစနစ်လေးနဲ့ကျွန်တော်တွဲပြမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာနှလုံးပေါင်းချင်းတွေ၈ပါဝါ3နှလုံးပေါင်းချင်းတွေ9ပါဝါ4နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနှလုံးပေါင်းချင်းတွေ4ပါဝါ9နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနှလုံးပေါင်းချင်းတွေ6ပါဝါ1တဲ့နော်အဲ့စနစ်နဲ့သွားမှာဖြစ်ပါတယ်အားလုံးပဲမြင်ကြရလားခင်ဗျเนาะကျွန်တော်မိတ်ဆွေများဘာကြောင့်ကျွန်တော် live မလွှင့်လဲဆိုလို့ရှိရင်เนาะဒီလိုမျိုးကျွန်တော်ဒီပေါ့เนาะဗီဒီယိုဖိုင်ကိုကျွန်တော်တေချာလေးစနစ်ကောင်းလေးနဲ့ကျွန်တော်ပြချင်လို့ပေါ့เนาะမိတ်ဆွေတွေကိုအချိန်လေးရလဲရတော့ပေါ့เนาะဒီဒါကြောင့်မို့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်လုပ်ပေးခြင်းပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးကိုလည်းကျွန်တော်ရဲ့မိတ်ဆွေတွေကပေါ့နော်လူခေါင်းတွေပေါ့လူခေါင်းတွေကတော့ဒါလောက်ဆရာမလို့တော့ပေါ့နော်လူတစ်တွေခုမှကြည့်ရှုတယ်အများအားတွေ့ကျင်တယ်ဆိုရင် channel ကို subscriber လေးတစ်ချက်နှိပ်ထားပါပြီးရင်ခေါင်းလောင်းလေးပါတစ်ချက်နှိပ်ထားရင်ကျွန်တော်ဒါတင်သမျှဗီဒီယိုတွေကိုတွေ့မြင်မှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာဒါအပြီးခွေ site စနစ်ဖြစ်တဲ့အတွက်ကျွန်တော်เนาะနောက်ထပ်ကျွန်တော်ဝမ်းချင်းတစ်ဆိုင်ကိုထပ်ရှာတာဖြစ်ပါတော့เนาะကဲဒါဆိုရင်ကျွန်တော်တို့ကြည့်အောင်ပါနော်သုံးလုံးပေါင်းချင်းတည်တဲ့ကျွန်တော်တို့နှလုံးပေါင်း9ရဲ့ပေါင်း8ပါဝါ3 9ရဲ့1ရဲ့ဆိုရင်ကနန်းသုံးလုံးပေါင်းချင်းတည်1ပါဝါ6 16နော်အဲ့တော့16ကကျွန်တော်တို့ဒီမှာဘာတွေထွက်လဲတဲ့နော်38 16နော်38 16 63ဆိုပြီးတော့ကျွန်တော်တို့ဒါ3ချိန်တော့ဆက်ပေးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထပ်ကြည့်အောင်ပေါ့နော်ဒီမှာဒီနှလုံးပေါင်းချင်းဒီကျွန်တော်တို့9ပါဝါက4တဲ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ3လုံးပေါင်းချင်းဒီ2ပါဝါဒီခွန်ဖြစ်တယ်တဲ့နော်အော်6လေးနဲ့2ခွန်ကိုကျွန်တော်တို့ကအခွေဖြစ်ပါတယ်6လေး2ခွန်အခွေဖြစ်ပါတယ်6လေး2ခွန်အခွေမှာကျွန်တော်တို့ကြည့်အောင်ဘာတွေဆင်းလဲဆိုတော့42လို့ဆင်းပါတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ထပ်ပြီးတော့ကြည့်အောင်
နှလုံးပေါင်း၄ပါဝါ9နော်နှလုံးပေါင်းကြီး8သုံးလုံးပေါင်းကြီး8ပါဝါ3 4 9နဲ့8 3အခွေကျွန်တော်ကြည့်အောင်ဘာရှင်းမလဲအပူဆိုရင်9988ဆိုပြီးတော့ကျွန်တော်တို့ဒါထွက်သွားတယ်ဗောနော်ကဲဒါဆိုရင်ဆက်ပြီးတော့ကျွန်တော်ကြည့်အောင်နှလုံးပေါင်း6ပါဝါ1သုံးလုံးပေါင်းချင်းဒီ6ပါဝါ1 61ဆိုပြီးတော့အခွေပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ16ဆိုပြီးတော့ကျွန်တော်တို့ထွက်တယ်နော်16 61 4လုံး1ချိန်နှစ်ခုအခွေသည်ကျွန်တော်တို့ဒီမှာ16လို့ထွက်တယ်နော်3ရက်အတွင်းနော်ဒါဆိုရင်ကျွန်တော်တို့ကထပ်ပြီးတော့ကြည့်အောင်2ခွန်ပေါ့နော်6ပေါင်း2 6ရက်1ရက်5ရက်ပေါင်းတော့3လုံးပေါင်းချင်းဒီ2ပါဝါခွန်2ခွန်နော်အဲ့တော့2ခွန်ဆိုတော့ကျွန်တော်တို့ချက်ကြည့်မယ်ပေါ့နော်ကွက်တော့နည်းမယ်ပေါ့နော်3ကွက်ပဲကျွန်တော်တို့ထုတ်ရမှာဖြစ်ပါတယ်2ခွန်ဆိုပြီးတော့နော်ဒါကဏ္ဍ3ကွက်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ3ကွက်ဆိုတော့ကျွန်တော်တို့ကအောက်မှာဒါမိုးရမှာဖြစ်ပါတယ်ပေါ့နော်အငယ်ကန်3ရက်ပေါ့နော်3ရက်မိုးရမှာဖြစ်ပါတယ်ပေါ့နော်3ရက်တော့တွင်းကျွန်တော်တို့ထွက်လာနိုင်မဲ့နော်စနစ်လေးတစ်ခုဖြစ်တယ်ကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ဒါနော်စိတ်ရှည်နဲ့ချိန်ပေးပြီးတော့ကျွန်တော်တွက်ပြပေးခြင်းပဲဖြစ်ပါတယ်အရန်ကောင်းတဲ့မူဗီတွေဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကလည်းတကယ်တူဒီနော်ထောက်ကိုတူဒီကိုဝါသနာပါတယ်ဆိုလို့ရှိရင်ဒီစနစ်လေးတွေကနေပြီးတော့အထောက်ကိုတစ်ခုတော့ကျွန်တော်တို့ဖြစ်မယ်လို့တော့ယုံကြည်ပါတယ်နော်အပြီးကျွန်တော်တို့အောင်မြင်မှုရရှိမယ်လို့တော့ကျွန်တော်တို့ကလည်းအသက်တည်တာမဟုတ်တဲ့အတွက်နော်ကျွန်တော်တို့ကန်ဆက်ခဲ့ရင်တော့အဆင်ပြေလိုက်မှာပေါ့နော်အားလုံးပဲသူပဲ